မင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတာကတော့ဒါမီဇိုရမ်ပြည်နယ်အိန္ဒိယနိုင်ငံရဲ့ဒီဆိုင်းဟာဆိုတဲ့ကျွန်တော်မြို့လေးကိုရောက်ရှိနေတာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ရောက်ရှိနေတာဒီမြို့ရဲ့အမြင့်ဆုံးတောင်ကုန်းတနေရာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီတောင်ကုန်းပေါ်ကလှမ်းကြည့်တဲ့အခါမှာအမတန်မှလှပတဲ့မြို့ရဲ့အလှပတွေရှုမြော်ခင်းတွေမြင်ကွင်းတွေကိုတွေ့နိုင်တာဖြစ်ပါတယ်အဲ့တော့ဒီတောင်ကုန်းပေါ်ကလှမ်းကြည့်လိုက်တဲ့အခါမှာမြို့ရဲ့တက်ဝင်လှုပ်ရှားမှုတွေလူတွေရဲ့တောလာလှုပ်ရှားပုံတွေမြို့ပြရဲ့အသက်ဝင်မှုတွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဆိုတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ဘဝမှာလည်းပဲအခက်ခဲတဲ့ပြဿနာတွေစိန်ခေါ်မှုတွေနဲ့တွေ့တဲ့အခါအခုကျွန်တော်မက်တဲ့ရက်နေတဲ့တောင်ကုန်းတွေလိုပဲတည်ငြိမ်စွာနဲ့ရှင်သန်ရက်တည်ဖို့လိုအပ်တာဖြစ်ပါတယ်မိမိရဲ့စိတ်မိမိရဲ့ဒီ perspective ဆိုတဲ့ရှုမြင်ပုံကိုအကောင်းဆုံးတည်ငြိမ်ထားမှသာလျှင်အောက်မှာဖြစ်ပြနေတဲ့ဒီမျိုးပြမှာကျွန်တော်တို့မြင်တွေ့နေရတဲ့မြို့ပြရဲ့တွာလာလှုပ်ရှားမှုတွေကိုအသက်ဝင်လှုပ်ရှားမှုတွေဆိုတဲ့ပုံစံမျိုးပဲသက်ဝင်လှုပ်ရှားနေတဲ့ပြဿနာတွေအခက်အခဲတွေစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့အမြင့်ကကြည့်မှသာလျှင်မြင်ကွင်းကြည်ကြည်ကိုမြင်ရမှာဖြစ်ပါတယ်အဲ့လိုမှသာလျှင်ကျွန်တော်တို့မြင်တွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘဝမှာပြဿနာတွေကြီးမားပြဿနာကဘယ်လောက်ကြီးသလဲအဲ့ဒီပြဿနာတဲ့အစပေါင်း10ဆအစ20လောက်ကြီးတဲ့ perspective ဆိုတဲ့ရှုမြင်ပုံတွေကိုကျွန်တော်တို့ကြီးမားထားဖို့လိုတယ်အဲ့တော့အမြင့်ဆုံးအခုဒီတောင်တန်းတွေကနေကြည့်နေတယ်လို့မျိုးပဲကျွန်တော်တို့ရဲ့ပြဿနာတွေအခက်အခဲတွေစိန်ခေါ်မှုတွေကိုအခုကျွန်တော်မတ်တက်ရက်နေတဲ့တောင်တန်းတွေလိုပဲအမြင့်ဆုံးတနေရာကရှုမြင်ကြည့်မယ်အဲ့တော့မိမိရဲ့ပြဿနာအပေါ်မှာ emotion တွေမလိုက်ဘဲနဲ့အဲ့ဒီပြဿနာတဲ့အစာပေါင်းများစွာကြီးမားတဲ့ perspective ရှုမြင်ပုံတွေကိုကြီးမားလိုက်တဲ့အခါမှာအခက်ခဲတွေပြဿနာတွေစိန်ခေါ်မှုတွေကိုများစွာဖြေရှင်းနိုင်တာဖြစ်ပါတယ်အဲ့တော့အနှစ်လျှော့ရရင်အခုကျွန်တော်မတ်တက်ရက်နေတဲ့တောင်တန်းတွေလိုပဲကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ရဲ့ perspective တွေကိုအတင်ကြီးဆုံးထားပါအဲ့တော့အခုကျွန်တော်တို့အနောက်မှာမြင်တွေ့နေရတဲ့မြို့ပြရဲ့တက်ဝင်လှုပ်ရှားမှုနဲ့တူတဲ့ဒီပြဿနာတွေအခက်အခဲတွေစိန်ခေါ်မှုတွေကိုပဲအခုကြီးမားတဲ့ perspective တွေနဲ့ကြည့်ပါလို့ပြောကြရင်ကျွန်တော်ဆုံးသက်လိုက်ရပါ